မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံပြီးရန်သူမျိုး၅ပါးအနောက်ရှက်ကင်းဝေးပြီးစိတ်သွားတိုင်းကိုပါတဲ့ဘဝတစ်ခုမှာသာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေကျမ်းမာခြင်းဒီလက်တစ်ပါးဆိုတဲ့အတိုင်းကျမ်းမာခြင်းအတိကိုရပြီးချမ်းသာခြင်းအပြည့်နဲ့ခုနှစ်ရဲ့သားသမီးကိုပေးနိုင်ခံနိုင်ကျွေးနိုင်ကူညီနိုင်သောလက်တစ်စုံဖြစ်ကြပါစေကြုံတွေ့နေရတဲ့ကက်ကြီး၃ပါးတွေကိုရှောင်ရှားကွေကွင်းနိုင်ပြီးဖျားတကူတရားတကူတန်ဃာတော်တွေရဲ့တကူအဘဝိဇ္ဇာတွေရဲ့ဖုံးတကူနဲ့အတူကိုယ့်ရဲ့ခန္ဓာကိုယ်ဆောက်ရှောက်တဲ့ကိုယ်ဆောင်နှက်တွေတိတ်တီတကူနှစ်ဆတိုးပြီးဖုံးကန်စရဏမြင့်မားကကက်ကြီး၃ပါးဘေးမှကြော်လွှားနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ကြပါစေတနေ့တာဖြတ်တန်းရတဲ့နေ့ရက်ဒီမှာအကုသိုလ်တရားကိုကြောက်တတ်ပြီးကုသိုလ်တရားကိုပွားများတတ်ပြီးကိုချင်းစာစိတ်ကိုနှလုံးသွင်းကတပါးသောသူအပေါ်ကိုအပြုံးဖြစ်မေတ္တာဖြစ်အနိုင်ယူနိုင်သောပုဂ္ဂိုလ်ဖြစ်ပြီးတော့ခုနှစ်ရဲ့သားသမီးကိုအေးချမ်းမှုပေးနိုင်သောသူခုနှစ်ရဲ့သားသမီးကိုကြည်နူးမှုပေးနိုင်သောသူမိမိကိုယ်၌ကလည်းအပြုံးပန်းတွေပန်ဆင်နိုင်တဲ့သူအလူရည်ဆက်လက်နဲ့မပါလူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေဖြစ်ပါစေလို့ကျွန်တော်ခွန်သာချိုကဥစွာပထမဆုတောင်းမြတ်တာပို့တာပေးပါတယ်ဒီနေ့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုထုတ်လွှင့်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေရဲ့အရင်ထဲမှာရှိနေတဲ့အပူတွေအိမ်တအိမ်မှာရှိနေတဲ့တောကတွေအိမ်တအိမ်မှာဖြစ်လေဖြစ်ထားရှိတဲ့ဒုက္ခတွေနဲ့ပတ်သက်ပြီးအပူငိမ့်အောင်လို့ကက်ကင်းရရခြေလို့ရတဲ့မြေဆောင်နဲ့အဋိဌံပြုတ်ပြီးတော့တစ္ဆာဂတိပြုတ်ပြီးရရခြေလို့ရတဲ့အပူငိမ့်တဲ့နီးကိုတင်ပြပေးခြင်းတဲ့အတွက်ကြောင့်ဒီဗီဒီယိုဖိုင်လေးကိုထုတ်လွှင့်ခြင်းဖြစ်ပါတယ်လူတခုပူမှုရတဲ့ဆဲကလေးဆိုသလိုပဲလူရလို့ဖြစ်လာရင်အပူနဲ့ဘယ်သူမှမကင်းကြပါဘူးအထူးသဖြင့်မိသားစုတွေကျင်လည်ကျက်စားတဲ့ပတ်ဝန်းကျင်မှာတနေ့တာစာဝတ်နေရှာဖွေတဲ့နေရာမှာဒုက္ခတွေမျိုးစုံကိုကြုံတွေ့ရပြီးစိတ်ဆင်းရဲခြင်းကိုယ်ဆင်းရဲခြင်းအထူးသဖြင့်စိတ်နှလုံးမချမ်းမြေ့ခြင်းဆိုတဲ့အကြောင်းတရားတွေနဲ့အတူလောကရန်ကိုအန်တုရင်ဆိုင်ရတာပါအိမ်တအိမ်မှာစီးပွားရေးအဆင်မပြေလို့စိတ်ဆင်းရဲရတာတွေရှိသလိုအိမ်တအိမ်မှာကျန်းမာရေးနာတာရှိယောဂတွေရှိနေလို့ပူလောင်ရတာမျိုးတွေလည်းရှိတယ်အိမ်တအိမ်မှာအိမ်တော်ကြီးဖောက်ပြန်နေလို့မိသားစုဝင်အချင်းချင်းပြောလို့ဆိုလို့မကောင်းလို့အိမ်တအိမ်မှာသားသမီးတွေကမိဘစကားကိုနားမထောင်မဲ့အပူပေးနေလို့အိမ်တအိမ်မှာရှိတဲ့မိသားစုဝင်အချင်းချင်းစိတ်ဝမ်းနေကွဲနေကြလို့အဆရှိသောအပူမှုဘုံမျိုးစုံကိုကြုံတွေ့နေရတာကျွန်တော်တို့လူသားတွေပဲမဟုတ်ပါလားခင်ဗျာအထူးသဖြင့်ကျွန်တော်တို့မြန်မာလူမျိုးတွေကအပူကိုပို့ပြီးတော့ခံစားတတ်တယ်အပူကိုပို့ပြီးတော့ဖန်တီးတတ်တယ်အပူကိုပို့ပြီးတော့လက်ကင်ထားတတ်တဲ့သဘောလေးတွေရှိပါတယ်အချို့သောလူမျိုးတွေကဖြစ်ချင်းပြက်ချင်းသဘောတရားတွေကိုနားလည်တာမျိုးမဟုတ်ပေမဲ့ဖြစ်ချင်းပြက်ချင်းအကြောင်းတရားတွေမှာအကြာကြီးမခံစားပဲဒုံတိုင်းနဲ့အမြန်ဆုံးစိတ်ကိုတက်တာအောင်ထားပြီးဖြစ်ရှင်းတတ်တဲ့သဘောရှိပေမဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကတော့စိတ်နှလုံးအယမ်းနုညံ့ပြီးတော့စိတ်နှလုံးအယမ်းဖြူတဲ့အတွက်ကြောင့်တခုခုဆိုအစွဲကြီးစွာတခုခုဆိုခံစားချက်ကြီးစွာဖြစ်တခုခုသောအပူတွေကိုရင်ထဲမှာသိမ်းထားပြီးတမြင့်မြင့်နဲ့ခံစားတတ်တဲ့လူမျိုးတွေပါဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေဓမ္မတာဝကတွေဟာဆိုလို့ရှိရင်ကိုယ့်အိမ်မှာအပူတစ်ခုရှိနေရင်ဒီအပူကြီးကဆိုးလိုက်တာငါဘဝကဆိုးလိုက်တာငါအဖြစ်ကဆိုးလိုက်တာငါကြမှာဒီလိုဖြစ်ရကြီးလားငါပိသားစုမှာဒီလိုဖြစ်ရကြီးလားဆိုတဲ့ခေါင်းစဉ်တွေနဲ့အတူငါဆွဲအတ္တတွေထားပြီးအပူတွေကိုလက်ဝယ်ပိုင်ဆိုင်ပြီးရှင်တန်ကြီးထွားတတ်တာကျွန်တော်တို့မြန်မာလူမျိုးအများစုတွေပါပဲဒီတော့အိမ်တအိမ်မှာအပူတစ်ခုဖြစ်လာရင်အဲ့ဒီအပူကိုကိုယ့်အိမ်ကိုစောင့်ရှောက်နေတဲ့ပထဝီမြေဆောက်နှက်ကြီးနဲ့အလဲပြုတ်ပြီးတော့အဲ့ဒီအပူငြိမ်းမှုအတွက်ဘလို့တစ္ဆာဂတိအဋိဌံပြုတ်တင်တယ်ဆိုတာကိုဒီဗီဒီယိုဖိုင်လေးကိုဆက်ပြီးတော့နားထောင်ပြပါအိမ်ပေါ့နော်ဥပမာအိမ်ဝိုင်းထဲမှာမြေဆောက်နှက်ဆိုတာရှိတယ်ခင်ဗျအဲ့ဒီမြေဆောင်နှက်ကအဲ့ဒီအိမ်မှာရှိနေတဲ့အိမ်တော်ဦးစီးကိုတော့၎င်းသို့မဟုတ်အဲ့ဒီအိမ်မှာရှိနေတဲ့ဘာသာရေးအားစိုက်ပြီးတော့ဘာသာရေးကိုတကယ်လုပ်တဲ့လူကိုတော့၎င်းမြေဆောင်နှက်ကစောင့်ကြည့်နေတယ်အဲ့ဒီလူနဲ့အဲ့ဒီမြေဆောင်နှက်တာလေ connection မိသွားပြီချိတ်ဆက်မိသွားပြီဆိုလို့ရှိရင်နှစ်ယောက်သားမိသွားတဲ့ connection အရာသူတို့နှစ်ယောက်ကစိတ်ပိုင်းဆိုင်ရာဓာတ်တွေအရာအဋိဌံတစ်ခုပြုမယ်ဆိုရင်အောင်မြင်လိမ့်မယ်ဆိုတဲ့သဘောကိုပြထားတာပါဒါကြောင့်မို့ကိုယ့်ရဲ့မြေဆောင်နှက်နဲ့ကိုယ်နဲ့ချိတ်ဆက်မိစေဖို့အတွက်တယောက်နဲ့တယောက်ကြားထဲမှာမေတ္တာဓာတ်တွေရှိနေစေဖို့အတွက်ကိုကစတုလောကပါဠနတ်မင်းဂါထာကိုရွတ်ဖို့လိုအပ်ပါတယ်စတုလောကပါဠနတ်မင်းဂါထာကိုမိမိရဲ့ channel မှာရှိနေတဲ့မြေတစုပ်ကိုကင်ပြီးတော့အဲ့ဒီဂါထာကို9ကြိမ်ရွတ်ပေးပါပြီးအဲ့မြေတစုပ်ကိုအဲ့နေရာမှာပြန်ချပြီးတဲ့အခါကျတော့မေတ္တာတုတ်3ခေါက်ရွတ်ပါပြီးမြောက်အရက်ကိုမျက်နှာမူပြီးတဲ့အခါကျတော့ဒေဝပိယနတ်ချစ်ဂါထာကိုရွတ်ပါပြီးတော့ကိုယ့်ဘဝမှာမန်ကန်တဲ့တစ္ဆာတစ်ခုကိုအဋိဌံပြုပါလူရလို့ဖြစ်လာလို့ရှိရင်နေ့စဉ်လုံနေတဲ့ကုသိုလ်တစ်ခုကတော့လူတိုင်းမှာရှိပါတယ်
ဒါကြောင့်မို့လဲကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ရှေ့လူကြီးတွေကစုံမခဲ့တာပေါ့နော်ကောင်းမှုတစ်ခုနေ့စဉ်ပြုပါတဲ့အဲ့တော့ကောင်းမှုတစ်ခုနေ့စဉ်ပြုဖို့အတွက်ဒါဒီချိန်မှာလိုအပ်လာတာပေါ့ဥပမာကျွန်တော်ဆိုလို့ရှိရင်ဥပမာကျွန်တော်ပြောမယ်ပေါ့ကျွန်တော်ဆိုရင်မနေ့မိုးလေးတရဏဂုံသုံးပါပုံမှန်ရွတ်ပါတယ်ဘုရားတောက်တော်ကြီးကပ်ပါတယ်ပရိစိတ်ပါတယ်အဋိဌံဝင်ပါတယ်ဂါထာမဏ္ဍနဲ့ရွတ်ဖတ်တဲ့ဆဲပါတယ်အစရှိတဲ့ကုသိုလ်ကောင်းမှုတွေကကျွန်တော်ဘဝမှာထမင်းစားရေတောက်လို့ပဲမဖြစ်မနေနေ့စဉ်လုပ်နေရတဲ့အလုပ်တွေအဲ့ဒါမလုပ်ရင်ကိုမနေနိုင်တာအဲ့လိုပဲကျွန်တော်ရဲ့မိတ်ဆွေတွေလည်းဘာသာရေးနဲ့ပတ်သက်ရတော့၎င်းဒါမှမဟုတ်ကောင်းမှုတစ်ခုခုနဲ့ပတ်သက်ရတော့၎င်းနေ့စဉ်ပြုနေတဲ့ကုသိုလ်တစ်ခုဆိုတာရှိကိုရှိတယ်အဲ့တော့ကိုနေ့စဉ်ပြုနေတဲ့ကောင်းမှုကုသိုလ်တစ်ခုကိုအဋိဌံပြုပါဥပမာဘုရားကျွန်တော်မျိုးဒီမနေ့မိုးလေးနဲ့ခါမြတ်စွာဘုရားရှင်ရဲ့တရဏဂုံတော်ဖြစ်တော့တရဏဂုံကိုရွတ်ဖတ်တဲ့ဆက်တတ်တဲ့အကျင့်ရှိပါသည်အီမန်နဲ့တစ္ဆာစကားကြောင့်ဒါမှမဟုတ်ဘုရားကျွန်တော်မျိုးဒီမွေးသမီးခင်နဲ့ကျွေးတဖခင်ကိုဘုရားကျွန်တော်မျိုးဒီယိုတီကိုင်းဆိုင်ပြီးမိခင်ဖခင်အတွက်အမြဲတမ်းစိတ်ထဲမှာနှလုံးသွင်းတတ်တဲ့သူဖြစ်ပါသည်ဒါမှမဟုတ်ဘုရားကျွန်တော်မျိုးဒီတပါးတော်သူနစ်နာစေလူသောဆန္ဒတပါးတော်သူဒုက္ခဖြစ်ပါစေသောဆန္ဒဖြစ်မိတို့သောအလုပ်မျိုးကိုမှမလုပ်ခဲ့ဘူးပါအီမန်ကန်သောတစ္ဆာစကားကြောင့်ဒါမှမဟုတ်ဘုရားကျွန်တော်မျိုးဒီမရှိဆင်းရဲသောသူများဒုက္ခဖြစ်နေသောသူများအထူးသဖြင့်ခန္ဓာကိုယ်ဒုက္ခိတချို့တက်နေသောသူများကိုတွေ့ရှိပါကစိတ်စေတနာတရားကက်စွာဖြစ်လူဒန်းတတ်တဲ့အကျင့်ရှိပါသည်အီမန်နဲ့တစ္ဆာစကားကြောင့်တော့၎င်းသို့မဟုတ်ဘုရားကျွန်တော်မျိုးသည်မိသူတူတယောက်ကအကျိုးစီးပွားရိုးရော်ရန်အတွက်ကြိုးတင်ကြံစီလိမ့်လဲကောက်ကျစ်သောအလုပ်ကိုတသက်တာမလုပ်ခဲ့ဘူးပါအီမန်သောတစ္ဆာစကားကြောင့်တော့၎င်းအဲ့လိုပေါ့ကိုယ့်ဘဝရဲ့မန်ကန်တဲ့တစ္ဆာစကားတစ်ခုကိုအဋိဌံပြုပါပြုပြီးသွားလို့ရှိရင်ဒေဝပိယနတ်ချေကာထာကိုရွတ်ပါအကျင့်ရဲ့အတွက်ဒီအတိအကျမဟုတ်ဘူးကိုတတ်နိုင်တယ်လို့ရွတ်အဲ့လိုအဋိဌံပြုပြီးသွားပြီဆိုလို့ရှိရင်အဲ့မြေကြီးထဲမှာပဲဇင်းကြံလေးရှောက်ပြီးတဲ့အခါကျတော့ကဲကျွန်တော်မျိုးပြုသမျှကုသိုလ်ကောင်းမှုအစုစုနဲ့ကျွန်တော်မျိုးရွတ်ဖတ်တဲ့ဂုဏ်တော်ဂါထာမဏ္ဍန်ရဲ့အစွမ်းကျွန်တော်မျိုးပြုတဲ့တစ္ဆာစကားရဲ့အစွမ်းကိုဤမြေကိုစောင့်ကြတော့မိဆောင်နဲ့ကြားပြီးကျွန်တော်မျိုးအိမ်မှာဖြစ်နေတော့လက်ရှိအပူဆိုပြီးတော့အခုကိုကြုံတွေ့နေရတဲ့အပူတစ်ခုကိုမိမိကပြောရမယ်ဥပမာဆိုကြပါစို့အကျွေးမြေအပူဆိုရင်ကျွန်တော်မျိုးမှာအကျွေးဘသူကိုဘယ်လောက်ပေးဖို့ရှိပါတယ်ဘယ်နှဦးကိုဘယ်လောက်ပေးဖို့ရှိပါတယ်အဲ့အကျွေးကိုအမြန်ကြည်သွားစေဖို့အတွက်ကိုလူရဲ့ကြံဆောင်စွမ်းရည်နဲ့အတူနတ်ဒီဝါတွေရဲ့မဆတဲ့စွမ်းရည်အစရှိတဲ့မြင်အပ်မမြင်တဲ့တရားတွေရဲ့ကုညီတဲ့အကျိုးကျေးဇူးနဲ့အတူဒီအပူကိုညင်ရပါစေသာဆိုပြီးတော့မှဆုတောင်းပါပြီးအိမ်ထဲကိုရောက်တာနဲ့ပလင်းလေးတစ်ပလင်းလောက်ထားပါအဲ့ပလင်းထဲမှာအချို၃မျိုးထည့်ပါမယ်ပြားရည်တကြားရည်ထညက်ရည်ပြီးရင်အရည်၃မျိုးထည့်ပါမယ်ရှောက်ရည်ရယ်လိမ်ပေါ်ရည်ရယ်လိမ်ပေါ်ဒီအစ်စ်မရလဲရတယ်အဓိကလိမ်ပေါ်ရည်ဆိုပြီးတာပဲရှောက်ရည်ရယ်လိမ်ပေါ်ရည်ရယ်နက်နက်ရည်ရယ်ရှောက်ကဲလိမ်ပေါ်ရည်ရဗုဒ္ဓဟူက2ခုနက်နက်ကစနေနံဗုဒ္ဓဟူနဲ့2ခုရှိထားတဲ့ထဲကိုစနေနံထည့်ပြီးတော့အချို3မျိုးပေါင်းထားတဲ့ပလင်းကိုကင်ပြီးတဲ့ခါကျတော့မိမိရဲ့ဘဝမှာရှိနေတဲ့အပူပင်နဲ့ငြိမ်းပြီးအခုတောင်းခဲ့တဲ့ဆုပြည့်ရပါစေသာလို့ဆုတောင်းပြီးတော့တန်ဗုဒ္ဓေကာထာတစ်ခေါက်ယူပေးပါဒါဆိုရင်တင်းတို့ရဲ့အပူတွေငြိမ်းသွားမှာပါအဲ့ဒါကိုမိမိတက်စိတ်လုပ်ပေးပါလှုပ်တဲ့နာကတော့အခုလာမယ်ကစုံလောက်ွယ်နေရနေစပြီးတော့လှုပ်တဲ့နာပါကစုံလောက်ွယ်နေမှာလောက်ရမယ့်ရရဖြစ်တဲ့အတွက်ကြောင့်စကနဥကရေကလုံနိုင်ဖို့အတွက်အခုကလေးကကြိုးပြီးတော့အကြောင်းပြတာပါဒီဗီဒီယိုဖိုင်ကိုကစုံလောက်ွယ်ကြော်မှတွေ့သွားတယ်ဆိုလို့ရှင်လေဗုဒ္ဓဟူးနေ့ကနေအပတ်စဉ်စလုပ်လို့ရပါတယ်ကိုသက်စိတ်လောက်ရမှာကိုကအသက်50ဆိုရင်50ခေါက်ကိုအသက်က30ဆိုရင်30ခေါက်ကိုအသက်ထက်တစ်နှစ်ပိုပြီးတော့အခုကျွန်တော်ခိုင်းတဲ့အဋိဌံအစီလေးကိုလုပ်ကြည့်ပါခင်ဗျာကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေကျွန်တော်အထက်ပါတောင်းပေးထားတဲ့စုတွေပြည့်ဝပြီးကျွန်တော်ညွန်ကြားအခါတော့ပေးထားတဲ့ကက်ကင်းချက်ချင်းထူးခြားစေပြီးအပူတွေကိုငြိမ်းစေမဲ့မြေဆောင်နှက်နဲ့အဋိဌံပြုတဲ့ဂုဏ်တော်ဂါထာတွေကိုရွတ်ဖတ်တဲ့ဆယ်ပြီးအဋိဌံလုပ်တာတွေကိုအောင်မြင်မြင်လုပ်နိုင်ပါစေလို့ကျွန်တော်ကဆုတောင်းမြတ်တာပို့တာပေးပါတယ်ကျွန်တော်အခုပြောလိုက်တဲ့ဂါထာတော်တွေကကျွန်တော်ရဲ့ဓမ္မမိတ်ဆွေအရင်တွေကသိပါတယ်တကယ်လို့မသိဘူးဆိုရင်ကျွန်တော်ရဲ့95904436ဆိုတဲ့ Viber အောက်မှာတော့၎င်းခွန်သားချိုဆိုတဲ့ page ကဒီဗီဒီယိုကိုတင်ထားတဲ့ comments မှာတော့၎င်းဒီဂါထာတွေကိုရှာဖွေယူနိုင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ချစ်တဲ့ဓမ္မမိတ်ဆွေတွေမိုးဆန်းပန်းလေးလိုအစင်ထာရလန်းဆန်းပြီးတရားထူးတရားမြတ်ကိုတွေ့စိတ်ချမ်းသာခြင်းကိုယ်ကျမ်းမာခြင်းအပေါင်းနဲ့ပြည့်ပြည့်စုံပြီးရွှေမရှားငွေမရှားဘဝမှာသာသနာပြုနိုင်သောပုဂ္ဂိုလ်တို့အမျိုးကောင်းသားအမျိုးကောင်းသမီးတွေဖြစ်ကြပါစေခင်ဗျာ